online ကနေတင်တာလဲလွယ်တယ်မထင်နဲ့နော် online ကနေတင်နေဆိုလို့ရှိရင်ကျမတို့ကလေအနည်းဆုံးပေါ့နော် wifi ရှိရတယ်ဖုန်းတစ်လုံးရှိရတယ် laptop တစ်လုံးရှိရတယ်ပေါ့နော်ပြီးလို့ရှိရင်ကလေးတွေစိတ်ဝင်စားဖို့အတွက်ကျမတို့ကလေ PowerPoint လေးတွေပြင်ရတယ်ပုံလေးတွေရှာရတယ်မြေစာလေးတွေကိုပေါ့နော်ကလေးတွေစိတ်ဝင်စားအောင်လို့ရေးရတယ်ထည့်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေအတွက်ကလည်းကျမတို့ကအချိန်ပေးရတယ်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ကျမတို့က online ကတင်နေဆိုတော့ကျမတို့သွားစိတ်လာစိတ်သွားစရာလာစရာမလိုဘူးဆိုပေမဲ့ဘာလဲဆိုတော့ကျမတို့အိမ်မှာတင်နေဆိုပေမဲ့ပေါ့နော်အဲ့ကျမတို့ online တင်နေဆိုရင်ကွာအနောက်ကနေပြီးတော့เนาะတမိသားစုလုံးရှိတယ်ကို online တင်တဲ့ကလေးကတယောက်တည်းဆိုပေမဲ့ဘေးနားမှာထိုင်နေတဲ့မိဘရှိမယ်အဖိုးအဖွားရှိမယ်သူတို့တမိသားစုလုံးရှိတယ်ပေါ့နော်တမိသားစုလုံးရှိတယ်ဆိုတော့ဒီဆီယာမတင်တာကိုသူတို့ကထိုင်ကြည့်နေကြတာနားထောင်နေကြတာเนาะနားထောင်နေကြတာဆိုတော့ဒီဆီယာမတင်တာအဆင်ပြေလားမပြေလားကောင်းလားမကောင်းလားစကားပြောတာအစပေါ့နော်အဲ့လိုမျိုးထိုင်ပြီးတော့ကြည့်နေကြတာဆိုတော့ကျမတို့အဲ့ဒီဟာတွေပါထဲတွက်ပြီးတော့စကားပြောရတယ်တင်ရတယ်ကလေးနားလေအောင်လဲတင်ရတယ်ပေါ့နော်ပြီးလို့ရှိရင်မိဘတွေကကြတော့ကျမတို့ကပြောမယ်ဆိုရင်educate တက်မိဘတွေများတယ်ပေါ့နော်ပညာတတ်မိဘတွေရှိတဲ့အခါကျတော့เนาะအဲ့ဒီမှာကျမတို့ပို့ပြီးတော့စကားပြောရတာသတိထားရတယ်ကလေးတယောက်တည်းကိုတင်တာဘဲဆိုပေမဲ့เนาะတပိသားစုလုံးကထိုင်ပြီးတော့ကြားနေရပေါ့နော်ကလေးနဲ့ကိုယ်နဲ့အပြန်လည်ပြောနေတာတွေဆိုနေတာတွေတင်နေတာတွေကိုကြားနေတဲ့အခါကျတော့အဲ့ဒါကိုကျမတို့ကပို့ပြီးတော့ဂရုစိုက်ရတယ်ပေါ့နော်အနောက်မှာမိဘတွေရှိတယ်ကိုတင်တာမှားသွားလို့ရှိရင်နော်ဒါပြောစရာဖြစ်မှာလေနော်ဒီကိုပြီးလို့ရှိရင်ကိုပေါ်လေထင်သေးမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ကျမတို့က online ကတင်နေဆိုတာလေကျမတို့ကအရန်ဂရုစိုက်ရပါတယ်နော်ဒီလိုပြီးရောပေါ့နော်တင်ရတာမဟုတ်ပါဘူးတေးသေးချာချာလေးကိုလုပ်ပြီးတော့မှနော်စဉ်းစားပြီးတော့မှတင်ရတာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျမတို့ကဒီတင်ရိုးတွေနဲ့လည်းပေါ့နော်အခုတင်လာတာတောက်လျှောက်မှာKG ကနေပြီးတော့ grade 5 ထိကတင်ရိုးတွေကကျမတို့လှေကတိလို့တက်သွားသလိုမျိုးနော်အဲ့လိုမျိုးလေးချိတ်ဆက်ပြီးတော့တင်နေရတဲ့တင်ကန်းစာတွေဖြစ်တဲ့အတွက်ကြောင့်မလို့เนาะ KG မှာလူစာမကြေခဲ့ဘူးဆိုရင်ကျမတို့က grade 1ကိုဆက်ပြီးတော့တင်လို့အဆင်မပြေဘူးဘာဖြစ်လဲဆိုတော့ KG ထဲမှာကျမတို့ကဘီတို့เนาะဘီ33လုံးပေါ့เนาะအဲ့ဒီဟာလေးကိုတေးသေးချာချာလေးတီးခဲ့မှာကျမတို့က grade 1မှာဆိုလို့ရှိရင်နော်တရာလေးတွေကိုဆက်ပြီးတော့တင်လို့လွယ်ကူမှာဘီးရွဲလေးတွေကိုဆက်ပြီးတော့လွယ်ကူမှာအဲ့ဒီရမှာတစင် grade 2ကိုတက်မယ်ဆိုလို့ရှိရင်အသက်စင်လေးတွေကိုလွယ်ကူကူတင်လို့ရမှာပေါ့နော်အဲ့လိုမျိုးလေးစနစ်တစ်သင်ခန်းစာလေးချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကနော်ပြန်ပြီးတော့ level လေးကိုပြန်ပြီးတော့စစ်ဆေးပေးရတယ်ပေါ့နော်သူဘယ် level လဲဆိုတော့သူဘယ်အတန်းပေါ့ပြန်သင်ပေးရမလဲဆိုပြီးတော့ကျမတို့ကပြန်ပြီးတော့စစ်ဆေးပေးရတယ်အဲ့ဒါကြောင့်မလို့ online ကတင်တာလည်းမလွယ်ပါဘူးရှင်ကျေးဇူးတင်ပါတယ်ဒီချစ်ဆန္ဒပါ